မင်္ဂလာပါကျွန်တော်မိတ်ဆွေတွေဖர்နစ်ချာအပြည့်စုံနဲ့အိမ်ကြီးအိမ်ကောင်းတစ်လုံးကိုရှားနေတဲ့ဆိုတဲ့ကျွန်တော်မိတ်ဆွေတွေအတွက်ကိုကျွန်တော်တော်မှာရှိတဲ့ RC နှစ်ထပ်တိုင်အိမ်အကြီးတစ်လုံးနဲ့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ဒီနေ့မိတ်ဆက်ပေးပါမယ်ဟုတ်ကဲ့ကျွန်တော် SMD ကိုကြော်ပါဟုတ်ကဲ့ဒါဒီအိမ်ကြီးအားဆိုရင်ဒါအိတ်ခန်းနေအခန်းမွေးကျဲကျဲနဲ့အိမ်ကြီးအိမ်ကောင်းတစ်လုံးရှားနေတဲ့သူတွေအတွက်အထူးသင့်လျော်တဲ့အိမ်ကြီးတစ်လုံးဖြစ်တဲ့လမ်းစနစ်တွေဆိုရင်လည်းကျွန်တော်တို့ဒါလမ်းတွေကကားနှစ်စီးကောင်းကောင်းရှောင်လို့ရတယ်ဒါမန်လေးလာရှိုးလမ်းမကြီးရဲ့ဒါကြောကက်လမ်းလို့လည်းပြောလို့ရတဲ့လမ်းလေးဖြစ်တယ်လမ်းတွေကလည်းလမ်းအပွင့်ဖြစ်တယ်ကျွန်တော်ဒါဒီဘက်ကနေညာဘက်ကိုချိုးလိုက်ရင်လည်းလာရှိုးလမ်းမကြီးရောက်မယ်ဒါဒီဘက်ကနေဘယ်ဘက်ကိုချိုးလိုက်ရင်လည်းလာရှိုးလမ်းမကြီးကိုရောက်ရှိမယ်ကျွန်တော်ဒါလာရှိုးလမ်းမကြီးကြောကက်မှာတည်ရှိတဲ့အိမ်လေးတစ်လုံးဖြစ်တယ်အိမ်ကတော့ကျွန်တော်ဒါအခန်းပွင့်ကျဲကျဲနဲ့ဟိုင်းမြင့်မြင့်နဲ့ဒါတိဆောက်ထားတဲ့အိမ်အကြီးတစ်လုံးဖြစ်တယ်မြေအကျယ်အနေနဲ့ကလည်းကျွန်တော်ဒါ45ပေနောက်ကိုပေ80ကျယ်တဲ့အိမ်ကြီးတစ်လုံးဖြစ်ပါတယ်ခင်ဗျာဒါအုတ်တိုင်းနေရာစပြီးတော့ဒါမြင့်မြင့်နဲ့ဗရိတ်ဆူးကျိုးအကုန်လုံးကာယံတက်စင်ပြီးသားအိမ်ကြီးတစ်လုံးဖြစ်တယ်ပတ်ဝန်းကျင်မှာလည်းလုံးဝတိတ်ဆိတ်ငြိမ်သက်ပြီးတော့ standard ရှိတဲ့ပတ်ဝန်းကျင်လေးတစ်ခုကိုပိုင်ဆိုင်ထားတဲ့အိမ်လေးတစ်လုံးဖြစ်တယ်ဒါဒီအိမ်ရှိမှာဆိုရင်လည်းကျွန်တော်ဒီမဲ့ဂါစီဘိုလေးတစ်လုံးပါမယ်ကားပါကင်အနေနဲ့ကလည်းကား3-4စီးအေးအေးဆေးဆေးလေးထိုးလို့ရတဲ့ကားပါကင်အကျယ်ကြီးကိုလည်းခြံပြီးတော့တိဆောက်ထားတဲ့အိမ်လေးတစ်လုံးဖြစ်တယ်ဒါဒီဘက်မှာဆိုရင်လည်းကျွန်တော်ဒါဒီမှာရှောက်လန်းနေပေါ့နော်နောက်ထပ်ဒီကိုသွားလို့ရမယ်ရှောက်လန်း space လည်းကျွန်တော်ဒါဆို6ပေလောက်ကျယ်ဝန်းနဲ့ကျွန်တော်ဒါရှောက်လန်း space ဖြစ်တယ်ဒီမှာ veranda လေးတွေပါထည့်ပေးထားအိမ်ရှိမှာဆိုရင်လည်းဒီ plan ပေါက်လေးပါတယ်ဒါဒီမဲ့ပန်းမင်အလှလေးတွေစိုက်ဖို့လုပ်နေရပါတော့ကျွန်တော်အိမ်ထဲလိုက်ပြပေးမယ်ကျွန်တော်မိတ်ဆွေတွေဝါဒါအိမ်ထဲကိုဝင်လိုက်တာနဲ့ကျွန်တော်ဒီမဲ့ living room အခန်းအကျယ်ကြီးကိုပထမဆုံးတွေ့ရမယ် living room ကတော့ကျွန်တော်ဒါဒီလိုကကျွန်တော်ဒါပေ30လောက်ကျယ်မယ်ဒီလိုကတော့ကျွန်တော်ဒါပေ20လောက်ကျယ်မယ်30-20လောက်ကျယ်တဲ့ living room အခန်းကျယ်ကြီးကိုပထမဆုံးမြင်တွေ့ရမယ်စီလေဟိုက်ကလည်းကျွန်တော်မိတ်ဆွေတွေတော်တော်ကိုမြင့်တယ်ဒါဆို12ပေခွဲလောက်မြင့်မဲ့အနေထားလေးရှိတယ်ဒါကတော့ကျွန်တော်ဒါ living room မှာထားရှိမဲ့ဆိုဖာကုံတွေပေါ့နော်ဒီကနေ့မှာရောက်ရှိထားတယ်ဒါအိမ်အောက်ထပ်မှာဆိုရင်ကျွန်တော်ဒါအိမ်ခန်း2ခန်းပါမယ်ဒိုင်းနီယံကစ်ချန်ရောအကျယ်ကြီးပါမယ်ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ဒါအိမ်အောက်ထပ်မှာရှိတဲ့ master bedroom ခန်းတစ်ခန်းဖြစ်တဲ့ဒီလိုမျိုးမှုရာတွေကျွန်တော်ဒီလို green တွေဒီမဲ့ဒါဒီဘက်မှာဆိုလဲဒီလိုမျိုးဗီဒီယိုတွေမှန်တင်ကုန်တွေအကုန်လုံးဒါထားရှိပေးမဲ့အိမ်လေးဖြစ်တယ်ဒါလုံးဝအသစ်တွေဖြစ်တယ်ဒီခန်းဆိုရင်လဲကျွန်တော်တို့ဒါ15ပေပတ်လည်လောက်လေးလဲကျယ်မယ်ပြတင်းလေးနှစ်ဖက်ထည့်ထားတော့ကျွန်တော် lighting လဲဝင်တယ် ventilation ပိုင်းလဲတော်တော်လေးကောင်းတယ်ကျွန်တော်ရေချိုးခန်းအိမ်သာလေးတွေလည်းပြပေးမယ်ဒါကတော့ရေချိုးခန်းအိမ်သာပေါ့နော်ဒီကောင်တော့ဒါ9ပေ10ပေကျယ်ဝန်းမဲ့ရေချိုးခန်းအိမ်သာဖြစ်တယ်ဒါ standard site တော့ဝင်တဲ့အနေထားလေးရှိတယ်နောက်ထပ်ကျွန်တော်ပြပေးမယ်ဒါကတော့ကျွန်တော်ဒါလေကား space ပေါ့နော်ဒီအောက်မှာဆိုရင်စတူပဲလှုပ်လို့ကပ်ပိနက်လေးတွေပဲလှုပ်လို့ရတဲ့ space အကျယ်ကြီးကျန်မယ်နောက်ထပ်ကျွန်တော်ဒါဒီဘက်မှာဆိုရင်လုံးဝကိုကျယ်ဝန်းနဲ့ဒါအိမ်ရှင်မတွေအကြိုက်ဖြစ်မယ်ကျွန်တော်ဒိုင်းနီယံကစ်ချန်ရောအကျယ်ကြီးပေါ့နော်ဒါဆိုပေ20ပတ်လည်လောက်ကျယ်မယ်ကျွန်တော်ဒိုင်းနီယံကစ်ချန်ရောဆိုရင်လည်းပြတင်းတွေဒီဘက်မှာပြတင်းတွေအများကြီးတက်ပေးထားတယ်ဒါဒီဘက်မှာလည်းတက်ပေးထားတယ်နောက်ထပ်ဒါကတော့ကျွန်တော်အိမ်နောက်ဖေးကိုထွက်တဲ့တကားပေါက်ဖြစ်တယ်နောက်ထပ်ကျွန်တော်ဒါဒီဘက်မှာဆိုရင် master bedroom နောက်တစ်ခန်းရှိမယ်ဒီမဲ့ဂရင်းတွေမှုရာတွေခုံတွေမှန်တင်ကုန်တွေဗီဒီယိုတွေလုံးဝစီတွီဟောကထွက်ထားတယ် quality ကောင်းတဲ့ furniture တွေထည့်ပေးထားတယ်နောက်ထပ်ဒီမှာရေချိုးခန်းအိမ်သာပေါ့နော်ရေချိုးခန်းအိမ်သာလည်းဒီကောင်ကတော့ကျွန်တော်ဒါဆိုရင်9ပေပတ်လည်လောက်ကျင်မယ်ဗျနောက်ထပ်ကျွန်တော်မိတ်ဆွေတွေကိုဒီအိမ်ကြီးရဲ့အပေါ်ဓာတ်ကိုကျွန်တော်လိုက်ပြပေးမယ်ကျွန်တော်ဒီအိမ်အပေါ်ဓာတ်ကိုရောက်တာနဲ့ဒါဒီဘက်ကိုရှောက်သွားမယ်ဆိုရင်ဒါဖျားခန်းနဲ့ living room အခန်းအကျယ်ကြီးပေါ့နော်ဒါဒီ area ကဒါဖျားခန်း area ဖြစ်တယ်ဒါဆိုရင်10ပေပတ်လည်လောက်လေးကျယ်မယ်နောက်ထပ်ထူးခြားချက်ကကျွန်တော်ဒီအိမ်အပေါ်ထပ်မှာဒီလိုမျိုး living room အခန်းကျယ်ကြီးပါထပ်ထည့်ပေးထားတယ်ဒါဆိုရင်ကျွန်တော်တို့ဒါ15ပေ20ကျော်လောက်ကျယ်မဲ့ living room အခန်းကျယ်ကြီးဖြစ်တယ်ဒါအိမ်ရှိမှာဆိုရင်လည်းကျွန်တော်တို့ဒီလို veranda လေးတွေပါပါတော့ဒီလိုမျိုး veranda အကျယ်ကြီးတွေပါတယ်ဒါပတ်ဝန်းကျင်ကိုလည်းဒီ veranda ကနေမြင်ရမယ်ဟုတ်မယ်ဒါပြည်ဦးလင်မြို့ရဲ့တောင်တန်းရှုခင်းတွေကိုလည်းဒီအိမ်ပေါ်ကနေနေစဉ်ခန်းစားမြင်တွေ့ရမယ်အိမ်ကြီးတစ်လုံးဖြစ်ပါတယ်ခင်ဗျနောက်ထပ်ကျွန်တော်ဒီအိမ်ပေါ်ထပ်မှာဆိုရင်အိမ်ခန်းအကျယ်3ခန်းပါတယ်ကျွန်တော်တစ်ခန်းချင်းလိုက်ပြပေးမယ်ဒီမဲ့ဒါဆိုရင်ကျွန်တော်ဒါအိမ်အပေါ်ထပ်ရဲ့18ပေပတ်လည်နီးပါးလောက်ရှိတယ် single bedroom ဖြစ်တယ်နောက်ထပ်2ခန်းကြံသေးတယ်ကျွန်တော်တစ်ခန်းချင်းပြပေးမယ်ဒါကတော့ကျွန်တော်တို့
ဒါဒီအိမ်အပေါ်ဓာတ်ရဲ့ပထမမာစတာဘက်ရုံးဖြစ်တယ်ဒီကောင်လဲဒီလိုကပေ20လောက်ရှိမယ်ဒါဒီလိုကတော့ကျွန်တော်တို့ဒါဒီဘက်ချမ်းလေးမှာ10ပေလောက်ကျယ်ပြီးတော့ဒီဘက်မှာ15ပေလောက်လေးကျယ်တဲ့အခန်းလေးဖြစ်တယ်နောက်ထပ်တစ်ခန်းပြပြီဒီမာစတာဘက်ရုံးကြီးကတော့လုံးဝကိုအကျယ်ကြီးပဲဒီလို15ပေရှိမယ်ဒီလိုကတော့ကျွန်တော်တို့ဒါပေ20ကျော်လောက်ကျယ်မယ်ရေချိုးခန်းတွေလည်းတော်တော်လေးကျယ်တယ်ဒီမဲ့ဒီရေချိုးခန်းဆိုရင်လည်းကျွန်တော်တို့ဒါ9ပေ10ပေလောက်ကျယ်မယ်ဟုတ်ကဲ့ဒါဒီအိမ်ကြီးอ่ะဆိုရင်ဒါကျွန်တော်ပြင်းဦးလင်မြို့ရဲ့အနီးစကန်မန်းလေးလာရှိုးလမ်းမကြီးကြောကတ်လမ်းတစ်ခုလည်းဖြစ်တယ်အောင်ဒုက္ခလမ်းတွေတစ်ထဲမှာတည်ရှိတဲ့အိမ်ကြီးတစ်လုံးဖြစ်တယ်မြေအကျယ်ကလည်းကျွန်တော်တို့ဒါပေ40နဲ့5ပေနောက်ကိုပေ80ကျယ်တဲ့ဒါခြံခွက်တစ်ခွက်ပေါ်မှာတည်ဆောက်ထားတဲ့အိမ်ကြီးတစ်လုံးဖြစ်တယ်မာစတာဘက်ရုံး၄ခန်းစင်ကယ်ဘက်ရုံးတစ်ခန်းနဲ့အခန်းမွင့်အကျယ်ကြီးတွေနဲ့ဒါဖွဲ့စည်းပုံကောင်းကောင်းတည်ဆောက်ထားတဲ့အိမ်ကြီးတစ်လုံးလည်းဖြစ်ပါတယ်ခင်ဗျfurniture အပြည့်စုံနဲ့ကျွန်တော်မိတ်ဆွေတွေအိမ်ဆွဲတက်နေလို့ရမယ်ဒီအိမ်ကြီးကိုကျွန်တော်ကဒီနေ့ကျပ်သိန်း12500ညှိနှိုင်းဈေးနှုန်းနဲ့ရောင်းချပေးမှာဖြစ်လို့ကျွန်တော်မိတ်ဆွေတွေစိတ်ဝင်စားတယ်ဆိုရင်တော့ဒါကျွန်တော်ရဲ့ဖုန်းနံပါတ်3996599648ကိုဆက်သွယ်လို့ရပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ